3 idiot ကားတွေက rancho အစ်စ်ကားရဲ့19ရက်စက်တိုက်အစာငတ်ခံဆန္ဒပြနေပါတယ်3 idiot ကားကိုရိုက်တဲ့အချိန်မှာတကယ်အပြင်မှာရှိတဲ့ engineer တယောက်ကိုမှီငိမ့်ထားတယ်သူရဲ့အတွေးခေါ်ထည့်သွင်းထားတယ်ဗျအဲ့ engineer နာမည်ကဆိုနယ်ဝမ်ချွတ်ဖြစ်ပြီးအခုလဲသူကပညာရေးအတွက်ဆန္ဒပြနေပါတယ်အစာငတ်ခံဆန္ဒပြနေခြင်းဖြစ်ပါတယ်ဗျအခု18ရက်ရှိသွားပြီဆန္ဒပြတဲ့အကြောင်းရင်းကတော့အိန္ဒိယမှာဆရာဝန်ဖြစ်ဖို့အတွက်စေးကြောင်းဝင်ငွေစောင့်မှုပွဲဆိုတာရှိတယ်ဗျအဲ့ဒီဆောင်မှုပွဲကရန်ကိုပြင်းထန်ပြီးတော့ចောင်းသားတွေတိမ့်နဲ့ချီဖြေကြတယ်ဗျအသေးအကြီးစာလုပ်ရတယ်စူးစမ်းရတယ်အဲ့ဒါအောင်မို့တဲ့ပေါ့နော်အဲ့ဝင်ခွင့်ရဖို့အတွက်ပေါ့နော်ဘယ်လောက်ထိပြင်းထန်လဲဆိုတော့ကျွန်တော်အခုပြတဲ့ဗီဒီယိုကြည့်ပေးပါအဖေတယောက်ကသူ့သမီးကိုအဲ့ဒီဆောင်မွေးပွဲဖြေဖို့အတွက်နောက်ကျခဲ့တယ်အဲ့ဒီအချိန်မှာသူ့မှာယူမတက်ဖြစ်ပြီးတော့မြေကြီးပေါ်လှိမ့်ပြီးတော့ယူမလို့တကယ်ယူတော့ယူရပါပေါ့နော်အဲ့လောက်ထိတောင်မှဒီဆောင်မွေးပွဲကပြင်းထန်ပါတယ်ဗျဒီလိုပြင်းထန်တဲ့ဆောင်မွေးပွဲမှာတဲ့ဆောင်မွေးမေကုကပေါက်ကြားခဲ့ပါတယ်လုံးဝမဖြစ်တဲ့ကိစ္စဖြစ်ပြီးတော့ဖြေဆိုတဲ့သူတွေအရန်ကိုနစ်နာခဲ့ပါတယ်ဗောနော်ဒီလိုမမျှတမှုလားဒါကြောင့်ဆိုနာဝမ်ချွတ်ကဒီကိစ္စမှာတာဝန်ရှိတဲ့ပညာရေးဝန်ကြီးကိုနှုတ်ထွက်ပေးဖို့တောင်းဆိုခြင်းဖြစ်ပါတယ်အဲ့အတွက်အစာငတ်ကန်ဆန္ဒပြခြင်းဖြစ်တယ်ဒီကိစ္စမှာဆိုနာဝမ်ချွတ်တွေမကဘူးကျန်တဲ့အဖွဲ့အစည်းတွေလူတွေကလည်းဒီပညာရေးဝန်ကြီးနှုတ်ထွက်ပေးဖို့အတွက်တောင်းဆိုကြတယ်ဒါပေမဲ့အကြမ်းဖက်တဲ့နီလန်တော့မသုံးခဲ့ဘူးဂန်နီရဲ့နီလန်ကိုသုံးခဲ့ပါတယ်ဗျပြီးတော့မနေ့ကတချို့အိန္ဒိယမင်းသားတွေပြီးတော့3 idiot ကားတွေကချာတူရိုကဆိုနာဝမ်ချွတ်ကိုထောက်ခံကြောင်းဗီဒီယိုတွေတက်လာခဲ့တယ်ဗျလောလောဆယ်အိန္ဒိယပညာရေးဝန်ကြီးကတော့တုတ်တောင်မလုပ်ဘူးလို့သိရှိရတယ်ဒါကြောင့်ဆိုနီက6ပတ်ဆန္ဒပြမယ်6ပတ်အတွင်းမှာအစိုးရကသူ့ရဲ့တောင်းဆိုချက်ကိုလိုက်ရောရင်မရောပို့လို့ရှိရင်သူ့အသေးခံမယ်ဆိုပြီးတော့ကြွေးကြော်ထားပါတယ်ဗျသူ့ကိုထောက်ခံတဲ့သူတွေကလည်းတကယ်လို့ဇူလိုင်20ရက်နေ့မှအစိုးရဘက်ကတုံ့ပြန်မှုမရှိဘူးဆိုလို့ရှိရင်ပါလီမန်စီချီတက်ဆန္ဒပြကြမယ်ဆိုပြီးတော့ပြောထားပါတယ်တကယ်လို့ထူးခြားရှင်ထပ်သိရလို့ရှင်ဆက်တင်ပေးပါမယ်ဗျ